တငယ်ချင်းတွေစာမွေးပွဲမှာခိုးချနိုင်အောင်ကူညီဖို့အတွက်အဲ့ဒီမိန်းကလေးဟာခဲတံတစ်ချောင်းကိုပါဇက်ထဲထည့်ပြီးအားလုံးရဲ့ရှိမှရုတ်တရက်အန်ထွက်လာတဲ့အထိထိုးသွင်းနေခဲ့တယ်ဆရာကသူမစီအပြေးလွှားရောက်လာပြီးနေကောင်းရဲ့လားလို့မေးပေမဲ့သူမကတော့ဒါကိုအကြောင်းပြချက်တစ်ခုအနေနဲ့အသုံးချပြီးစာသင်ခန်းထဲကနေထွက်ကတန့်စင်ခန်းစီတနက်မတ်မတ်ပြေးသွားခဲ့တယ်ဒါပေမဲ့ဆရာကတော့သူမကိုတန်တရားဝင်နေပြီဖြစ်တယ်ရုတ်တရက်ဆိုသလိုတခြားဆရာတယောက်ကရှေ့ကနေပေါ်လာပြီးသူမကိုရက်ဖို့အော်ပြောပေမဲ့သူမကတော့တန့်စင်ခန်းထဲကိုမြ мян ဆန်ဆန်ပြေးဝင်သွားပြီးတကားကိုကြောက်ပိတ်လိုက်တယ်အဲ့ဒီနောက်သူမကမျက်နှာချက်ပေါ်ကိုတက်ပြီးအရင်ကတည်းကအဲ့ဒီမှာဖုံးကွက်ဝက်ထားတဲ့ဖုံးတစ်လုံးကိုထုတ်ယူလိုက်တယ်အချိန်မဆိုင်ပဲတငယ်ချင်းတွေစီကိုအဖြေအားလုံးကိုစတင်ပေးပို့တော့တဲ့သူမကခိုးချဖို့ကူညီပေးမယ်ဆိုပြီးចောင်းသားအများကြီးစီကနေပတ်စံတွေအများကြီးယူထားခဲ့တာမို့အမှားယွင်းဖြစ်လို့မရဘူးဒါပေမဲ့သူမစိုးရိမ်တကြီးဖြစ်နေချိန်မှာနောက်ဆုံးမေးခွန်း၃ခုအတွက်အဖြေတွေကိုမေးသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအပြင်ကဆရာကတော့တွေနဲ့တကားကိုဖွင့်ဖို့ကြိုးစားနေပြီဖြစ်တယ်နောက်ဆုံးမှာတော့သူမကကြံနေတဲ့အဖြေတွေကိုမှတ်မိသွားပြီးအမြန်ပေးပို့လိုက်တယ်အဲ့ဒီခိုက်တက်မှာပဲဆရာကတကားကိုအတင်းတုံးဖွင့်လိုက်ပေမဲ့အဲ့ဒီမိန်းကလေးကတော့တလန်းတာနေစေပဲသူမကအဝိစားလဲနေတယ်လို့မျိုးဟန်ဆောင်ပြီးဖုန်းကိုခြေအိတ်ထဲမှာဝတ်ထားလိုက်ကဘယ်သူမှမကြည့်နေတဲ့အချိန်မှာအဲ့ဒါကိုတန်ရှင်းရေးသမားရဲ့ပစ္စည်းတွေထဲကိုအသာလေးထည့်လိုက်ပါတော့တယ်